ဒီနိုင်ငံရှာရောက်နေတဲ့သူတွေတချို့တွေပေါ့နော်ပြည့်စုံတဲ့သူတွေကိုတော့မပြောဘူးမပြည့်စုံတဲ့သူတွေရဲ့ကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာလေးမှန်လားမမှန်လားကျွန်တော်တခုပြောပြမယ်အဲ့လိုမျိုးနိုင်ငံရှာစထွေးတော့မယ်ဆိုလို့ရှိရင်ငွေကြေးမပြည့်စုံတာမျိုးတွေရှိကြတယ်ငွေကြေးမပြည့်စုံတွေဒါမျိုးတွေရှိကြတဲ့အချိန်မှာကိုရီးယားကွာဘယ်လိုပြောမလဲပတ်စံရှိတဲ့သူတွေကိုနေပြီးတော့အကိုဒီကြီးသွားမေးတာမျိုးတွေအတိုးနှုံးနဲ့ပေါ့အတိုးနှုံးနဲ့သွားမေးတာမျိုးတွေဝန်ရှိတဲ့သူကတော့ဝန်ပေါင်ပြီးတော့အဲ့လိုမျိုးသွားမေးတာမျိုးတွေရှိတယ်ကွာတချို့သူတွေကကြားလို့ရှိရင်ကိုရဲ့စိတ်နေစိတ်ထားကိုတီးပြီးတော့ယုံကြည်တဲ့သူတွေရှိတယ်တချို့သူတွေကကြားလို့ရှိရင်ဆုံးရှုံးမှကြောက်တယ်အဲ့လိုမျိုးတွေတချို့သူတွေကကြားလို့ရှိရင်ကိုစီကကြမပေးရှင်ဘူးသူများစီကကြလို့ရှိရင်အကျိုးမျိုးကိုးတာတွေရှိတယ်အဲ့ဒါမျိုးတွေပေါ့နေ့တစ်ခါကြလို့ရှိရင်ငွေကြေးချင်းငါပြီးတော့နိုင်ငံခြားကိုရောက်ပြီးလို့ထားလိုက်နိုင်ငံခြားရောက်ပြီးဆိုလို့ရှိရင်လာပေါင်းများစွာကြာပြီးတော့အလုပ်ကိုတွေကစ조사ကြတယ်ကိုတွေကစ조사တဲ့အခါကြလို့ရှိရင်ထိုက်တဲ့တလောက်အောင်မြင်လာတယ်အကျိုးရှိလာတယ်ကိုတွေကနေမျိုးကိုမိသားစုတွေကိုနေပြီးတော့ငွေကြေးထောက်ပံ့တယ်အဲ့ဒါပြီးလို့ရှိရင်အပုံငွေတွေကိုနေပြီးတော့အိမ်မှာလှုပ်တင်တာလှုပ်ဖို့အတွက်ပို့ကြတယ်အခါကြလို့ရှိရင်ကိုစင်ပြေလာတာကိုမြင်တဲ့အခါဘာတွေကြုံတွေ့ရလဲဆိုရင်တချိန်တုန်းကကိုတွေအာကိုဒီကြီးနဲ့ပိတ်ဆန်တော့မေးတဲ့သူတွေကနေပြီးတော့ကိုတွေကိုဂယုမစိုက်ခဲ့ကြဘူးအခုချိန်မျိုးမှာမင်းအစဉ်ပြေနေတဲ့အချိန်မျိုးမှာမင်းကိုဂယုစိုက်တယ်လို့နဲ့အဲ့ဒါပြီးလို့ရှိရင်သူများကိုစီကကြားလို့ရှိရင်ဘာမှပြရှင်ဘူးသူများစီကအကျိုးမျိုးကိုပြီးတော့ငါအစဉ်မပြေဘူးအခုချိန်မျိုးမှာငါ့ကိုနေပြီးတော့နေကူညီကြပါအောင်ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့အဲ့ဒီလိုမျိုးကြုံဘူးကြလားအဲ့ဒါမျိုးတွေပေါ့ကိုတွေကကွာမျိုးလင်းရှင်းကြီးနဲ့နေပြီးတော့သူတို့စီမှာနေပြီးတော့ကိုတွေစ조사ဖို့အတွက်ရမယ်ထင်လို့သွားမေးတော့အချိန်ကကိုကိုစောက်ကြီးမဆိုင်ဘူးအဲ့ဒါမျိုးတွေအခုချိန်မှာကိုပြေလေတဲ့အချိန်မှာကြားလို့ရှိရင်ကိုကိုပဲဂယုစိုက်တယ်လို့ကိုကိုပဲတန်ဖိုးထားတယ်လို့အဲ့ဒီလိုလူမျိုးတွေကအနာကိုကတ်လာပြီဆိုလို့ရှိရင်မင်းတတိရှိနဲ့သူတို့အနာကမင်းပြန်ပြီးတော့စုတ်ခွာဖို့ပြင်တင်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တချိန်တုန်းကမင်းတို့တောင်မှဂယုမဆိုင်ဘူးကွာတန်ဖို့မထားဘူး။မင်းရဲ့အရေးရှင်းကိုအတိမတ်မပြုဘူးဒီလူတယောက်ဟာစ조사လို့နေပြီးငါကူညီလိုက်လို့နေပြီးဒီလူတယောက်စ조사လို့အောင်မြင်သွားရင်သူတို့ဂုဏ်ယူရမှာ။အဲ့ဒီလိုအတွေးမျိုးမတွေးဘဲနဲ့သူတို့ကနေပြီးတော့သူတို့ပေးလိုက်တဲ့ချင်းငားလိုက်တဲ့ပိတ်ဆိုင်ဆုံးရှုံးမှကြောက်ပြီးတော့ဒီလူတယောက်ရဲ့မျိုးလေးရှိတွေကိုရိုက်ရှိုးသူတို့မတိစိတ်တွေကရိုက်ရှိုးပြစ်ခဲ့တာကိုသူတို့မတိဘဲနဲ့အခုချိန်မျိုးမှာလာပြီးတော့ကတ်ဖာရဖို့လုံနေတဲ့သူတွေကိုမင်းတို့စောက်ကူတောင်စိတ်เสียမလို့အဲ့ဒီလိုပဲနိုင်ငံခြားရောက်နေပြီဆိုရင်မင်းတို့ငါဘာတခု message ပေးရှင်တာလေးဆိုလို့ရှိရင်မင်းနိုင်ငံခြားရောက်နေပြီဆိုလို့ရှိရင်မင်းပိတ်ဆံကိုစုတဲ့လောက်စုပိတ်ဆံရှိမှလူရဝင်တဲ့ခင်မှာမင်းအဲ့ဒီလိုမင်းကြုံတွေ့ခဲ့ရပြီဆိုလို့ရှိရင်မင်းတို့စိတ်နာတတ်ဖို့လေးလိုတယ်မင်းတို့လေးအတိစိတ်ထဲမှာနေပြီးတော့ငါပိတ်ဆံကြောင့်မျက်နှာငယ်ရတယ်ပိတ်ဆံကြောင့်ငါလူရမဝင်ခဲ့ဘူးဆိုတဲ့အတွေးကိုတွေးပြီးတော့မင်းတို့စ조사ဖို့လိုတယ်အဲ့ဒါငါမင်းတို့ကိုအဲ့ဒီ message ပေးရှင်တော့ကြောင့်ငါဒီစာပုတ်လေးကိုတင်ပေးလိုက်တာ